ကျွန်တော်နာမည်ထနိုင်အောင်ပါကျွန်တော်အခု LBC မှာရည်ရတူတက်နေရပါ internship အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကကြာပြီဆိုတော့၄ခုလောက်လုပ်ပြီးပါပြီပေါ့နော်ပထမတစ်ခုက IT မှာလုပ်တယ်ပြီးတော့ AI development အတွက် Anthem မှာလုပ်တယ်ပြီးတော့ကျွန်တော် teaching assistant လုပ်တယ်အခုနောက်ဆုံးအနေနဲ့တော့ကျွန်တော် RBN solution မှာ sales လုပ်နေပါတယ်assign task အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် IT department မှာဆိုလို့ရှိရင်hardware တွေတော့ကန်ရတယ် software တွေကန်ရတယ် TV CCTV panels speakers sound systems everything so IT department ဆိုလို့ရှိရင်တော့hardware software အကုန်ကန်ရတယ်ပြီးတော့ကျွန်တော် Anthem မှာဆိုလို့ရှိရင်တော့ AI training လုပ်တဲ့ software အနေနဲ့ကန်ရတယ်ပြီးတော့AI ကိုလူသုံးများအောင်ပေါ့နော် campaign လေးတွေလုပ်တဲ့ဥစ္စာကျွန်တော်လုပ်ရတယ်ပြီးတော့ကျွန်တော် teaching assistant ရောက်တဲ့အခါကျတော့classroom management နဲ့လုပ်ရတယ်ပြီးတော့ course creation ပေါ့တချို့အဲ့လို extra class သင်ဖို့အတွက်ဆိုလို့ရှိရင်ကလေးတွေကိုပါသင်ရမလဲအဲ့အတွက်နည်း create လုပ်တာလေးရှိပါတယ်အခုနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ sales ကတော့စကားပြောရတယ်ပြီးတော့ connect create လုပ်ရတယ်ဟုတ်ကဲ့အချိန်ရဆိုလို့ရှိရင်တော့တစ်ပတ်ကို14နာရီလို့ assign လုပ်ထားတယ်ကျွန်တော်အကြောင်းချိန်ပြင်ပပေါ့နော်အကြောင်းကလည်းပြင်ပချိန်မှာကျွန်တော်လုပ်တယ်ပြီးတော့ allowance နေရောတစ်ပတ်ကို2000ပေးပါတယ်တိုးတက်တာတော့အများကြီးပေါ့နော်ကျွန်တော်တို့နယ်ပယ်အရရောက်မယ်ဆိုလို့ရှိရင်တော့ first of all communication နဲ့coordination ပေါ့ကျွန်တော်အဲ့မှာအရင်အားနေကြတော့လူတွေနဲ့ဘယ်လိုပေါင်းစပ်ဆက်လုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့ဥစ္စာအများကြီးသင်ယူခဲ့ရတယ်ပြီးတော့ဒီမှာကျတော့job ပြောမလဲ environment ကတကယ်လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လိုမျိုးအောက်ဖို့များရတယ်ပေါ့နော်ပြီးတော့အခါကျတော့အချိန်မှန် punctual ဖြစ်ရတယ်ပြီးတော့လို့ရှိရင်အရင်ကဆိုင်လို့ရှိရင်တော့အရင်ကလေးမဆန်တော့ဘဲနဲ့ကိုချောက်ပေါ်ရည်တည်နိုင်သွားတယ်လို့ပြောလို့ရပါတယ်internship တွေစမလုပ်ခင်တော့ကြာလို့ရှိရင်တော့အလုပ်ခွင်မှာလူတွေဘယ်လိုလုပ်ကြတယ် business တွေဘယ်လို run လဲဆိုတာဘာမှမသိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုအစအနေနဲ့ business တွေတင်နေနဲ့ internship လုပ်ခဲ့ရတဲ့အတွက်ကြောင့်business တွေကတင်နေတဲ့စာတွေကဟာတွေကျွန်တော် apply တော်တော်လုပ်ရတယ်ပြီးတော့ပြင်မာလုပ်နေတဲ့ပုံစံတွေနဲ့တော်တော်သိပါတယ်ပြီးတော့ဒီ internship မှာတင်နေတဲ့ရတဲ့ skill ပေါ့အသုံးချပြီးတော့အပြင်မှာလည်းအဲ့လိုတချို့assignment တွေတချို့အဲ့လိုwork scope လေးမှာပါဝင်နိုင်ခဲ့ပေါ့နော်အဲ့တော့အရင်နဲ့ဆိုင်လို့ရှိရင်တော့ဘာမှမသိဘဲနဲ့ဒါကနေပြီးတော့အခုဆိုရင်တော့အဲ့လိုဒီ business တွေ companies တွေအဲ့လို workforce တွေမှာတော်တော်လေးကိုအကျုံးဝင်ဆန်းလာပြီလို့ခံစားရပါတယ်အဲကြောင့်မို့ကျွန်တော်ဒီ internship မှာလုပ်ရတော့ကျွန်တော်တို့အကျိုးများရယ်ပေါ့နော်ပြီးတော့ပြောဖို့လည်းကောင်းပါတယ်ကျွန်တော် satisfaction ဖြစ်ပါတယ်